ဟုတ်ကဲ့ပါ The Go Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။တက္ကရီတစ်ခုကြီးညှိုးချက်များဆိုတဲ့ဇလန်းလေးရဲ့အပိုင်းလေးကိုဆက်ပြီးတော့ဖတ်ပြပေးလိုက်ပါတယ်။စာဖတ်ခွင့်ပေးတဲ့ချင်းချင်းကိုလည်းကျေးဇူးတင်ပါတယ်နော်။တက္ကရီတစ်ခုကြီးညှိုးချက်များအခန်း30အစင်တွေအားလုံးကကျမလင်မှာဒါမဲ့လင်ပေးသားခြင်းနဲ့ဆိုတဲ့အကောင့်မှ sorry အမှန်တရားကိုအားလုံးလက်ခံသင်ပါပြီ။ကဲနောက်ကလိုက်ဆိုကြပါ။ရစိမ့်ရှစ်ပါများဟာရီရဲပါဗါတဲ့လေ။ရစိမ့်ရှစ်ပါလေးအရှုံးအကောင့်မှကဲကျမပြောပါတယ်ရစိမ့်ကပဲရီရဲပါလို့ရှင်တို့ကဖင်းဖိန်ရင်းနေကြတာလေဟမ်ငကားပါလို့ပြောနေတာကိုတီကောင်ပဲလုံနေကြတာအခုတော့ငကားမှန်းသိအောင်အမောက်ထောင်ပြခံလိုက်ရပြီမလားလေးစိမ့်ရှစ်ပါလေးတို့ဘရောက်သွားကြလဲရှင်ကို့စကားကိုတောင်းရင်ယူရမှာပေါ့လို့အကုန်လုံးကလက်ရှိအခြေအနေကိုဘလို့တုံ့ပြန်ရမလဲမသိ၍ငြိမ်နေကြသည်သက်စုနှင်းလေးဘိုင်းမဝသေးပါအကောင့်မှညီမလေးလည်းထောက်ခံတယ်ဘော့စ်ကလေတကယ်ကိုဘော့စ်ကအဲ့ဒီနေ့ကလေအမလေးပြောချင်လိုက်တာပါဇက်ကိုရားနေရပဲဒါပေမဲ့မပြောသေးဘူးအခြေအနေကိုစောင့်ကြည့်အောင်မယ်သက်စုအလုတ်တင်ကန်းတုန်းကအဖြစ်ပြက်များကိုပြန်မြင်အောင်ရင်တဟိဟိရဲပြီးစာရိုက်လိုက်သည်လေးညိုစိန်တပွဲဘော့စ်မထဲ့တဲ့အကောင့်မှဟဲဘာလဲဟဲမပြောချင်အစတည်းကမပြောနဲ့လေအခုတော့ငါတို့ကတစ်လက်ကြီးဖြစ်နေပြီလေးစိန်ရှစ်ပါလေးအိမ်အကောင့်မှဟုတ်ပါဟဲပြီးတော့ရှင်တို့တွေအထင်နဲ့မြင်ကိုစွတ်မပြောကြပါနဲ့တေချာစဉ်းစားကြည့်ရင်ရှင်တို့ဘော့စ်ကမှအခုတက်ဝီးဖြစ်နေရမဟုတ်ဘူးလားသူများတွေ့ရဲ့ခီးစင်မှာ तू ကကန့်လန့်လိုက်မှလေရစိမ့်ရှစ်ပါလေးအရှုံးအကောင့်မှဟဲပြောရဲဆိုရဲရွှေညောင်သူကလားအမြင်လေးပါလေးကြအောင်ဘ ഹു တုဒရှိတာလေးလည်းဖတ်အောင်အချိန်ပြည့်ဂေးဘိုးနဲ့ပဲခေါင်းဆိုင်မနေနဲ့အောင်အုံနောက်ပိုင်းတေချာစဉ်းစားကြည့်ဒီလောက်ကိုပိုင်ငါးတွေထဲလဲစီးနိုင်နေသူကလေဘာလို့လူလေးယောက်ကြက်နေအောင်ခေါင်းကန်းနဲ့စီးရတဲ့ကုံငါးနဲ့လိုက်မှလဲနှစ်တိုင်းဥပဒေလက်ထက်တည်းကနှစ်ပတ်လည်ဖိတ်စာတွေကိုငါတို့လိုကျွမ်းကျင်ဝန်ထမ်းတွေနဲ့ပဲဖိတ်တဲ့သူကလေအခုလိုလိုက်ဖိတ်တာဘာဖြစ်မလဲလိုက်လာတာတော့လင်းညိုစိန်တို့လိုင်းဘက်တင်တော့ငါတို့လိုင်းဘက်တွေမှာငါတို့ဘာသာဖိတ်ရမှာပဲမဟုတ်ဘူးလားဟမ်နည်းနည်းပါးပါးလေးခေါင်းသုံးကြပါအောင်မောတယ်တကယ်ပဲခေါင်းသုံးဆိုတိုင်းဂျွန်းကြီးထိုးမနေကြနဲ့အကုန်လုံးမှာဂျန်နစ်လက်နှစ်ထောက်ပြသွားသောမမရှုံစကားကြောင့်တယောက်မှတော့ခွန်းတုံမပြန်နိုင်တော့အိမ်ဖူးကတော့ထိုအခြေအနေကိုမကြင်မနှက်ဖြင့်လေးစိမ့်ရှစ်ပါလေးအိမ်အကောင်မှဘာနေအကုန်လုံးကထင်ကြီးပဲရှိသေးတယ်ငယ်ကချစ်အနှစ်တရာတဲ့လေးနဲ့ဆိုင်ကြားကချစ်ချင်းတရားတွေကဘယ်သူမှမခွဲနိုင်ဘူးဒါကြောင့်ဘသူဘာပြောလေးစိမ့်ကလာထာဝရရီရဲ့ပဲရစိမ့်ရှစ်ပါလေးအရှုံးအကောင်မှရွှေညောင်သူကတော့တကယ်ဖိပိတ်ငင်းတဲ့နေရာမှာဆရာတဆူပဲနော်ကိုယ့်ကိုယ်လည်းစစ်ဆေးကြည့်အောင်အပိတ်လုံးပြီးအပေါက်ရှိသေးလားလို့ဂရုတွေကလူများအားလုံးစကားတက်လွန်သည့်မမရှုံစကားအကြားတောင်းအောင်ဖြင့်ပွဲကျသွားကြသည်အပြောခံရသည့်အိမ်ဖူးမှလည်းစိတ်မဆိုးနိုင်ပဲရဲမိသည်အကုန်လုံးအီမိုဂျီများဘလူပြန်နေအောင်စခွေးထနေတော့လဲတိတ်ဆိတ်နေသောတစုံတယောက်ရှိလျာတဆုနှင်းလေးဘိုင်းမဝသေးပါအကောင်းမှဟိုမမကျဲတိတ်ဆိတ်လာကြီးလားစိတ်မကောင်းမဖြစ်ပါနဲ့တဆုတို့ကဒီတိုင်းထင်ကြီးလေးတွေနဲ့စနေကြတာပါသိတယ်မလားတဆုတို့ကတိုင်ပါရမြင်အောင်ရှစ်ချင်နေကြတာလေဟီးစိတ်ထဲမထားနဲ့နော်ရည်ရည်လေးရဲ့မဟေသည်အကောင်းမှရပါတယ်ကျဲစိတ်ထဲမထားပါဘူးခြေစကားတွေကလိုပေါ့မောင်ကိုချစ်တဲ့လူတိုင်းကိုလည်းကျဲချစ်နိုင်ပါတယ်မောင်ကချစ်တဲ့လူတိုင်းကိုလည်းချစ်နိုင်ပါတယ်ပေါ့ဒါကြောင့်ရည်ရည်လေးကလင်းညွစိန်နဲ့အကြောင်းပါခဲ့ရင်တော့လင်းညွစိန်ကိုအိမ်ဦးနဲ့လူလင်းယောက်ကြားလိုချစ်ပေးမှဂရုတွေကလူများအားလုံးခဏတာမျှတိတ်ဆိတ်သွားပြီးနောက်အကုန်လုံးဗျိုင်းညူတွေးလိုက်မိသည်ကဂရုချက်များပေါက်ကြားသွားပါကသူတို့အကုန်လုံးတင်းနေစေပြီဆိုတာကိုပင်ကုံကားတွေစထွက်တော့လေးညူကကားစီးရင်ပြတင်းပေါက်ဖက်ထိုင်ရတာကြိုက်တဲ့ဖြင့်ဘေးကိုနေရာယူလိုက်သည်ကားမောင်းသူနှင့်သူ့အကြားကလွတ်နေသည့်နေရာတွင်တော့ဟိုနှစ်ယောက်ထိုင်ပြီးဖြစ်၍ကတ်နိုင်သမျှဘေးကိုကပ်၍အိတ်ကိုရင်ဝင်ထဲထည့်ပြီးလက်ပိုက်ထားလိုက်သည်လေးညူကားစီးရတာသဘောမကျပေအမြဲတမ်းမဟုတ်ပေမဲ့တစ်ခါတလေကားမှုသည့်အချိန်များရှိသည်မျိုးရဲဆိုတနေရာနဲ့တနေရာသွားရင်ကားချက်တီကတော်တော်နှင့်မရောက်၍စိတ်ကျဉ်ချက်စိတ်မရှိသဖြင့်ကားမစီးပေနေရီပရာဟိတကိစ္စဖြင့်သွားရင်အတက်နိုင်ဆုံးလေဝင်လေထွက်ကောင်းသည့်နေရာမှာပဲထိုင်ဖြစ်သည်တိတ်မဝေးလျင်ငဆိုင်နှင့်ဆိုင်ကယ်ဖြင့်လိုက်လေရှိသည်ငဆိုင်ကားဝတ်တစ်ခါနီးမှစီးသွားကျင်လာသလိုဖြစ်လာ၍တကားကိုဖွင့်ပြီးအိတ်ကိုလင်းညိုဘေးကနေရာမှာကတ်ထားလိုက်ကဟျောင်းငါခဏလေးတွိုင်းနဲ့သွားကျင်လို့မင်းဘေးနားနေရာငါနေရာနော်ကြည့်ထားလိုက်အောင်လေးညိုကောင်းညှိပြလိုက်သည်နှင့်လှစ်ခနဲပြေးထွက်သားသည်ကိုတွေးလိုက်ရသဖြင့်ဒီကောင်အတော်လေးထိမ်းမြဖြစ်နေသည်ဟုတွေး၍အိတ်ကိုဘေးဘက်ချလိုက်သည်ထိုအချိန်ကားရှိရာသို့လာနေသောသူကြောင့်မြုံစိမ့်လေးများကခဏမျှလှုပ်ရှားသွားက
ဘေးကအိတ်စီအကြည့်ရောက်သွားလေသည်ထို့နောက်တွင်တော့မသိစိတ်စိတ်ဆော်မှုကြောင့်လေးညိုအိတ်ကိုမသိမသာဘေးကိုရွှေ့လိုက်သည်တက္ကရီကုန်းကားစီရောက်တော့တကားကိုဆွဲဖွင့်လိုက်ရာလက်ပိုက်လျက်သူ့အားခက်တီတီဖြင့်ကြည်နေသောသူ၏လေးကိုတွေ့လိုက်ရသည်ဘေးကိုကြည့်လိုက်တော့နှစ်ယောက်ထိုင်စာ၏အလဲတက်တဲ့တွင်အိတ်တလုံးကိုတွေ့လိုက်ရသဖြင့်ဟိုဘက်ကိုတိုးဖို့ရာကားပေါ်မတက်သေးပဲအောက်မှအိတ်ကိုလှမ်းကင်လိုက်ရာလေးခဏကိုလေးကမက်ခနဲဖြစ်သွားတာကိုသတိထားလိုက်မိသည်လေးကသူ့အနားထိုင်မှမကြိုက်လို့များလားတက္ကရီကုန်းကားစီရောက်တော့တကားကိုဆွဲဖွင့်လိုက်ရာလက်ပိုက်လျက်သူ့အားခက်တီတီဖြင့်ကြည်နေသောသူ၏လေးကိုတွေ့လိုက်ရသည်ဘေးကိုကြည့်လိုက်တော့နှစ်ယောက်ထိုင်စာ၏အလဲတက်တဲ့တွင်အိတ်တလုံးကိုတွေ့လိုက်ရသဖြင့်ဟိုဘက်ကိုတိုးဖို့ရာကားပေါ်ကိုမတက်သေးပဲအောက်မှအိတ်ကိုလှမ်းကင်လိုက်ရာလေးခဏကိုလေးကမက်ခနဲဖြစ်သွားတာကိုသတိထားလိုက်မိသည်လေးကသူ့နားထိုင်မှမကြိုက်လို့များလားတေချာဟိုဘက်ကိုတိုးပေးထားသည့်အိတ်ကိုဆွဲယူလိုက်သဖြင့်လေးညို့စိတ်ထဲမယိုးမရွာဖြစ်သွားကကိုအနှဲငယ်မက်လိုက်မိသည်တက္ကရီမှလည်းလေး၏အမူအရာကြောင့်အိတ်ကိုကင်လျက်တိုးရမလို့ဆုပ်ရမလို့ဖြစ်နေသည့်အချိန်တက်မလားမတက်ဘူးလားကိုတက္ကရီဦးညိုတက်ပြီးဗျဂျိုးဆက်ဆက်ထွက်ပေါ်လာသောလေးထံမှအတန်ကြောင့်တက္ကရီခေါင်းကိုညှိလိုက်ကအမြန်တက်လိုက်ရသည်ပြီးမှအနားထိုင်တာကြိုက်ပါမလားဟုတွေးကဘေးကိုရွှေ့မလို့လှုပ်လိုက်သည့်အခိုက်အဘကဆိုင်းပြေစုံထိုင်မှာတိတာလိုက်တာငါဘာဖြစ်ချင်နေရလဲလှုပ်ခနဲထွက်သွားသောစကားများကိုဖမ်းမမိလိုက်သဖြင့်လေးညွတ်စိတ်ထဲမှမကြင်မနှက်ကိုပြောလိုက်သည်ငဆိုင်ထိုင်ရွဲနေရာကိုဘေးကိုရွှေ့လိုက်ုံနဲ့ရင်အတော်လေးလွန်နေသည့်ကိစ္စကိုတက္ကရီဦးညိုအရေးအကဲမသိသည်နှင့်ပါဇက်ကထုတ်ပြောမိကြပြီလေးညိုဘာမှဆက်မပြောချင်တော့သဖြင့်သူ့ဘာသာထိုင်ခြင်းတဲ့နေရာထိုင်ပလေစေဟူ၍လက်ပိုက်မျက်စိမိတ်လျက်နောက်မှကူရှင်ကိုမိထားလိုက်သည်ဒါနဲ့ငါကဘာကိစ္စအိတ်ကိုဘေးကိုရွှေ့လိုက်ရတာလဲဟုတ်သားငဆိုင်ကကားပေါ်ရောက်ရင်အိတ်လိုက်တတ်တယ်လေအဲ့ဒီခါကျငါ့ပေါ်မိကြလာအောင်မယ်အဲ့ဒါဆိုငါပဲစိတ်ရှုပ်ရမှာအခုလိုမျိုးကြိုလဲထားလိုက်တာပဲဟုတ်တယ်ငါဒုက္ခကိုငါကာကွယ်လိုက်တာတက္ကရီဦးညိုငါဘေးနာထိုင်စေခြင်းလို့မဟုတ်ဘူးဟုတ်တယ်တက္ကရီမှာတော့မတုံမလုံးကြောက်ရွံ့လေးပမာနောက်ကိုလည်းမမီရဲလေးကိုလည်းနှောက်ယှက်ဖြစ်မှာဆို၍ငိမ့်လေးတောင်းလေးထိုင်နေမိသည်ငဆိုင်ကားစီပြန်ရောက်လာတော့ကားပေါ်သို့အတက်တူဦးထားသည့်နေရာတွင်ထိုင်နေသော boss ကိုကြည့်လိုက်ရာခတ်တောင်းလေးသူ့ကိုပြန်ကြည့်လာသဖြင့်နေရာရွှေခိုင်းလိုလည်းမဖြစ်ခီးကနေရေပြလိုက်ပြီးဘေးမှချထားသည့်မိမိအိတ်ကလေးကိုယူ၍မတက်နိုင်သည့်အဆုံးကားဆရာနှင့် boss ကြားဝင်ထိုင်လိုက်သည်ကားစီရင်အိတ်ငိုက်လုံးသဖြင့်သူ့အပေါ်မှီအိတ်ရန်နေရာဥခိုင်းထားသည့်လေးညိုစိန်ကိုသူ့နေရာကိုဂယုမဆိုင်သဖြင့်မကြေမနက် boss နောက်မှကြော်ကြည့်လိုက်ရာအေးစေးလက်ပိုက်မင်းနေသည်ကိုတွေးလိုက်ရသည်အခုတော့သူ့ကားပေါ်အိတ်ငိုက်လာပါကမှီစရာလူမရှိတော့ပေboss အပေါ်မှီအိတ်လို့ဟာလည်းမဖြစ်ဘေးမှာကားဆရာပေါ်မှီပါက၄ယောက်လုံးရေဝေးကိုဇေယိမ်ငိမ့်ရောက်နေအောင်မည်ထို့ကြောင့်ရေဘူးကိုလက်ထဲကျစ်နေအောင်ကင်ထားကအိတ်ငိုက်တိုင်းရေတောက်မည်ဟုတွေးထားလိုက်သည်ကုံနေငောင်းမှုခေါင်းခန်းထဲလူ၄ယောက်စီးဖို့အရန်မကြက်၍သာတော်တော့သည်ကားဆရာကလွဲရင်သူတို့၃ယောက်လုံးကခန္ဓာကိုယ်ဖွင့်ထွားသူတွေမှုအသားချင်းကတော့တမင်တက်မဟုတ်လဲကားရမ်းသည့်အခါတိုင်းပုတ်ထိသွားလေးရှိသည်အများဆုံးကတက္ကရီလက်မောင်းနဲ့လင်းညိုစိန်၏လက်မောင်းလေးပင်ထိုအချိန်တိုင်းတက္ကရီကိုလေးကဆက်ခနဲဖြစ်သွားကလက်သီးလေးကိုမတိမတာဆုံရင်းစိတ်ကိုတင်းထားနေမိသည်ကားရမ်းသွားသည့်အချိန်တိုင်းအနှောက်အယှက်မဖြစ်စေရန်ဘေးကိုရနိုင်သမျှကတ်ထိုင်ပေးထားတော့လေအနှင်းငယ်များနောက်မိခြင်းမပြူပဲတောင်းတောင်းမမက်လေးထိုင်နေသော boss ကိုကြည့်ပြီးငဆိုင်မှလည်းနားမလည်နိုင်ပေမသိရင် boss ပုံစံကအသေးခံတသားလေးနဲ့တောင်တူသေးသည်ပုံစံကတထောင်သက်သားမရှိသောကြောင့်ကားပေါ်ကဆင်းသည့်အချိန်ရောက်ရင်အတော်လေးကြွသားတွေနားနေမည်ဟုတွေးမိလိုက်က boss ဟိုနောက်လေးပါလေးမိထိုင်ပါလားဗျခီးရရောက်ဖို့လိုသေးတာဆိုတော့လေဒီအတိုင်းဆို boss ဟိုတယ်ရောက်ရင်ကြွသားတွေနာပြီးညောင်းကိုက်နေလိမ့်မယ်ဗျရပါတယ်အာဟုတ်ကဲ့ boss ကိုကြည့်ရတာမသက်သာလို့ပါကျွန်တော်တို့အားနာလို့လားရတယ်နော် boss အားနာစရာမလိုအဆင်ပြေသလိုထိုင်ပြီးအိတ်လိုက်လို့ရတယ်ဗျကျွန်တော်ဟိုဘက်တိုးပေးမယ်အဆင်မပြေလေးညို့နှိုးပြီးနေရာချင်းလဲလို့လဲရတယ်ရပါတယ်လေးအိတ်နေရာနှောက်ယှက်ဖြစ်သွားလိမ့်မယ်ကိုမိတ်ချင်အဆင်ပြေရဲ့အာဟုတ်ကဲ့ဗျငဆိုင်ပြောဆူဖြင့်ဘေးမှအိပ်ပျော်နေသောလေးညို့ကိုအမြန်နှိုးဖို့လုံးလိုက်ရာဘော့စီမှအလောတကြီးဖြင့်အေးဆက်ဆက်ထွက်ပေါ်လာသောတားမြစ်တန်ကြောင့်အမြန်ပါဇက်ပိတ်လိုက်ရသည်ပြီးမှလေးညို့စိမ့်နမဲကို boss ဘယ်လိုခေါ်လိုက်တာပါလဲဟုတွေးနေမိသည်မကြာမီကအတွင်းလေထုကပါအေးဆက်သည်ထက်အေးဆက်လာသောကြောင့်အဲကုန်းကအတော်လေးအေးတာပဲဟုတွေးလိုက်က
နှကြက်ကိုနားချားမှထိုးလိုက်ပြီးနောက်ကိုမှီလိုက်၍ဇွတ်မျက်စိမှိတ်ထားလိုက်တော့သည်တကယ်ဘေးမှကားတကားဘက်ခေါင်းလေးဆောင်လျက်အိပ်ပျော်နေသောလေးထံကိုငေးကြည့်နေမိကရုတ်တရက်ခုန်သွားသောကားကြောင့်လေးရဲ့ခေါင်းလေးကမိမိထိုင်သည့်ကူရှင်ဘက်ဆောင်းလာရာနောက်ကိုအမြန်မှီချလိုက်သဖြင့်ပခုံးမော်ကွက်တီဆောင်းကြလာသည်ထိုအခါမှစိတ်ကိုလျှော့ချလိုက်ပြီးပခုံးကြောတွေကိုပါတတောင့်တတဖြစ်အောင်လျှော့ချလိုက်ကလေးအိတ်လို့အစဉ်ပြေစေရန်လက်ပိုက်လိုက်၍တိတိတတခုန်နေသောမိမိရင်ခုန်တန်းကိုနားထောင်ရင်ရီဝဝေမြုံဝန်းညိုလေးများကကားမှန်ကိုကြော်၍အပြင်ဘက်ကိုငေးကြည့်နေလိုက်သည်ပခုံးပေါ်မှခေါင်းလုံးလုံးလေးကလည်းတစ်ချက်လူးလွန်လာပေမဲ့တစ်ချက်ပါးလေးနဲ့ပုတ်တိုက်၍ပြန်ငိမ်သွားလေးရှိသည်တလန်းလုံးတငယ်ချင်းနှစ်ယောက်အပြိုင်အဆိုင်အိပ်၍လိုက်ပါလာကြသည်မှာအခုချိန်ကားတင်ပြေးရင်တော့တီးကြလိမ့်မည်မဟုတ်ပေဘော့စ်ဘယ်လိုမောင်းရမလဲဗျဆိုင်ခွဲတွေကိုသွားရမလားခေါ်တယ်ကိုပဲမောင်းရမလားဗျကားဆရာကြီးအတန်ကြောင့်လေးညိုပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ရင်ဟိုတယ်ကိုပဲမောင်းလိုက်ပါဟုတ်ကဲ့ပါဘော့စ်ကိုစလဲဆိုင်ခွဲများရှိရာမျိုးတို့သူတို့တွေရောက်လာတော့ည9နာရီဝန်းကျင်ခန့်ဖြစ်၍ဘုံကင်တင်ထားသည့်ဟိုတယ်ကိုသာတန်းမောင်းစေလိုက်သည်ကားစီးရတာကတနေ့လုံးနီးပါးဖြစ်သောကြောင့်ဒီနေ့တော့တည်တည်ချာအနားယူစေပြီးနောက်နေ့မနက်မှလန်းဆန်းဖြင့်ဆိုင်ခွဲတွေကိုသွားတာကပိုကောင်းလိမ့်မည်မဟုတ်ရင်ခရီးပန်းသည့်တန်းနှင့်အကုန်လုံးနှုံးနေကတန်းပြီးဆိုင်ခွဲတွေဝင်မှာကပိုပြီးပင်ပန်းကြလိမ့်မည်အခုအချိန်ထိနိုးမလာသေးသောပခုံးပေါ်မှခေါင်းလုံးလုံးလေးကိုစောင်းခဲ့ကြည့်မိတော့ထိုဆုံးဖြတ်ချက်ကပိုခိုင်မာသွားကဟိုတယ်ကိုသာတန်းပြီးသွားစီလိုက်သည်တလန်းလုံးတစ်ခါလေးမှနိုးမလာသည့်လေးကသူ့ပခုံးပေါ်မှာနှစ်ချိတ်အိမ်မောကြနေသည်အပေါ်စီးမှမြင်နေရသည့်မျက်တောင်တူတူစိတ်လေးတွေကိုတလန်းလုံးရေတွက်လာခဲ့ရင်ထိုမျက်တောင်တူတူစိတ်လေးတွေကိုတဘဝလုံးရေတွက်ခြင်းသည့်စိတ်ငေးကြည့်ခြင်းသည့်စိတ်များကထိမ့်မရသိမ့်မရဖြစ်ပေါ်လာသည်အိမ်နေတာတောင်ခက်တင်းဆေးပိတ်ထားသောနှကမ်းပါးများနှင့်တစ်ချက်တွန်းဝေးသွားသောမျက်ခုံးများကိုတတိထားပြီးတော့အိမ်မက်ထဲထီတောင်စိတ်အလိုမကျဖြစ်နေလားဟုတွေးမိကပြုံးမိသွားရသည်အသေးရစရာလေးဒီလိုနဲ့ကိုတော့လုံးမပါရတော့မှထင်တယ်တကယ်လို့မချင်မရဲဖြင့်တကူသာကြားယုံခတ်တိုးတိုးရေရွတ်လိုက်သည်ဟိုတယ်ကိုရောက်တော့ကားများထားရနေရာဘက်မရောက်မီဟိုတယ်စင်ကြံလန်းတွင်ကားကိုရပ်လိုက်သည်ကားရက်သည်နှင့်ကားဆရာကအမှတ်ကပ်ယူရန်ဆင်းသွားကလေးညိုလဲအနှဲငယ်လူးလွန်ရင်းနိုးလာသည်အချိန်တော်ကြာအိတ်ထားသဖြင့်မျက်လုံးကတော်တော်နှင်းပွင့်မလာရာလေးညိုလဲလက်ကိုမြှောက်ပြီးမျက်လုံးကိုပုတ်ဖို့ပြင်လိုက်သည်မျက်လုံးတွေနာနေမယ်မပွတ်ရဘူးလေဆွဲကင်ခံလိုက်ရသည့်လက်နှင့်နီးကပ်လွန်းသည့်နေရာမှအသက်ရှူသံဝင်းနှင့်အတူအတန်ကြီးလေးကိုပါကြားလိုက်သဖြင့်လေးညိုလန့်သွားသည်နီးကပ်လွန်းသည့်ကိုနေဟန်ထားနှင့်အတူပြုံးရောက်တန်းလျက်ငုံကြည့်နေသောမြုံဝန်းညိုများကြောင့်လေးညိုကြောင်တောင်ဖြင့်ပြန်မောကြည့်မိသည်အခုတက္ကရာဦးညိုကသူ့ကိုဘလို့ခေါ်လိုက်တာပါလဲထိုအချိန်တွင်ပဲဘေးမှငဆိုင်နိုးလာပြီးအိတ်ချင်မှုလူဖြင့်ဘေးဘီကိုကြည့်လိုက်ရာဘေးဆောင်ကြီးဖြစ်နေသောလေးညိုကြောင့်ဟျောင်းမစင်းသေးဘူးလားဘေးကနေစင်းတော့ဟာမင်းစင်းမဘော့စ်နဲ့ငါဆင်းရမှာပေါ့ငဆိုင်ရဲ့အိတ်ချင်မှုလူတန်ကိုကြားမှလေးညိုလဲလက်ရှိအခြေအနေကနေရုံထွက်ဖို့အသည့်ဝင်လာကအမြန်ခန္ဓာကိုယ်ကိုမက်လိုက်သည်ချီဘလူတွေအောင်တောက်ကျုံးနေတာတော့ဘလို့ဖြစ်လို့သူ့ရင်ဝင်နေလေးညိုစိန်မင်းဘယ်တော့ကဒီလောက်ထိစိတ်လုကိုလို့ကလပ်ဒီကလမောအိတ်တက်သွားရတာလဲလေးညိုဘလို့ပြောရမလဲမသိပဲစကားတွေအစီအစဉ်မကြထွက်လာသလိုကတုံကရင်နဲ့အခုအခြေအနေကိုရှက်လာရသည်ယောက်ျားလေးတစ်ယောက်ရဲ့ရင်ဝင်ထဲရောက်နေတာတော့မသိတဲ့အထိအိပ်ပျော်နေတဲ့သူ့ကိုတက္ကရာဦးညိုကအထင်သေးသွားပြီလားလို့တွေးမိတော့မြုံစိမ့်လေးများကမှိုင်းပြလို့မတက်ဖြစ်သွားရသည်မျက်လွှာချထားရင်ဘာစကားပြောရမလဲမသိပဲအကြက်ရိုက်နေတဲ့လေးကြောင့်တက္ကရာအမြန်ပဲကားကလမ်းကျန်းတော့လေခဏခုန်နေပြီးတော့လေးရဲ့ကောင်ကခဏကားမှန်နဲ့သွားတိုက်နေတော့ကို့ပခုံးပေါ်မိစေလိုက်တာပါလေးညိုကျင်းချက်ပွဲအခြေအနေကြီးမှခေါင်းကိုအသာနှိမ်ပြလိုက်ပြီးကျေးဇူးတင်ပါတယ်ဟိုလက်ကအဆင်ပြေရဲ့လားကျွန်တော်အကြာကြီးဖိတ်ထားတာဆိုတော့လေလှူရှားလို့အဆင်ပြေပါမလားကိုအဆင်ပြေပါတယ်စိတ်ပူပေးလို့ကျေးဇူးတင်ပါတယ်လေးညိုခေါင်းကိုဆက်ခနဲ့ညှိမ့်ပြလိုက်ပြီးနောက်ကားပေါ်မှာတချို့ရဲဆင်းပြီးဟိုတယ်ထဲတန်းနေအောင်ဝင်သွားလိုက်တော့သည်မြုံညိုလေးများကလည်းပြုံးရောက်တန်းလျက်ကျင်နေသည့်လက်မောင်းကိုမတိမသားလက်သီးကိုစုပ်လိုက်ဖြန့်လိုက်လုံရင်းကားပေါ်မှဆင်းလိုက်သည်ကားပေါ်တွင်ငုတ်တုလေးကျန်နေခဲ့သည့်ဆိုင်းပြေဆုံးမှမူအိတ်ချင်မှုတို့ဖြင့်သူကြားလိုက်ရသည့်လေးညိုစိန်၏အားနာရင်ကျေးဝဲစကားသံများကြောင့်အိမ်မက်နေတာများလားဟုတွေးရင်းဆက်ထိုင်နေသည်ကကားဆရာပြန်တက်လာမှဆင်းဖို့တတိရတော့သည်ငဆိုင်ကားပေါ်မှဆင်းဖို့ပြင်လိုက်ရာကိုဆိုင်
ဗျာအခန်းတွေက2ယောက်တစ်ခန်းဆိုတော့ကိုဆိုင်တို့တငယ်ချင်း2ယောက်ကတစ်ခန်းယူလိုက်ရင်ကျွန်တော်နဲ့ boss ကအတူတစ်ခန်းနဲ့ကျသွားလိမ့်မယ်အဲ့ဒါကြောင့်ကျွန်တော်အခန်းချင်းလဲပေးပါလားဗျကျွန်တော် boss နဲ့အတူတစ်ခန်းနဲ့မနေရဲလို့ကျွန်တော်လည်းမနေရဲဘူးဗျသူကတသက်အခန်းမယူဘူးလားဟုတ်တယ်မယူဘူးဗျဟိုတယ်တွေအကုန်လုံးကဘိုကင်ကြိုတင်ပြီးသားဆိုတော့လေအဲ့ဒီတိုင်းပဲနေကြမှာအခန်းတော့ထပ်မယူတော့တော့ဘူးကိုဆိုင်လည်းမပေးရင်ကျွန်တော်ကားပေါ်မှာပဲအိတ်တော့မယ်အဲ့လိုလည်းမဟုတ်သေးပါဘူးဒီလိုလို့ကျွန်တော်နဲ့ခမည်းနဲ့ကတခန်းယူလိုက်မယ်ကျွန်တော်တငယ်ချင်းကို boss နဲ့အတူတခန်းနဲ့နေခိုင်းလိုက်မယ်လေဒါနဲ့လေးညွန့်အောင်အဆင်ပြေလောက်ပါမလားပြေတာပေါ့ပြေတယ်ဝမ်းသာအားရထပြောလာတော့ကားဆရာအတန်ကြောင့်ငဆိုင်ကြောင်တောင်ဖြစ်သွားသည်ကျွန်တော်ပြောချင်တာကအဆင်ပြေမှာပါလို့ boss ကကိုလေးညွန့်နဲ့ကိုဆိုင်ကိုကားပေါ်မတက်လာခင်တော့ဒီရင်ဒီစကားပြောနေကြတာတွေ့တယ်လေအဲ့ဒါကြောင့်ပါအဲ့ဒါဆိုလဲအဲ့တိုင်းနေကြတာပေါ့ကျွန်တော်ဆင်းတင်ပြီဗျကိုဆိုင်ပြေဆုံးဆင်းသွားသည်နှင့်ကားဆရာမှပြုံးလိုက်ကဖုန်းထဲမှတစုံတစ်ယောက်တန်းလှမ်းပြီးမစိတ်ပို့လိုက်သည် Mission complete တက္ကရီတစ်ခုကြီးညှို့ချက်များအခန်း7 Mission complete ဧကလေးပကြီးဆွဲနေတော့ဖုန်းထဲဝင်လာတဲ့ message ကြောင့်ကြည့်လိုက်ရာမြင်လိုက်ရတဲ့စာကြောင့်မျိုးပြလေးများကကျေနပ်အားရစွာပြုံးလိုက်သည်ကိုကတော့ရေမီးစုံနဲ့အရောက်ပို့ပေးခဲ့ပြီမြေကြီးတုံမိုးကတော့မင်းမဲဆက်ကြိုးစားရမှာငါညီရဧကလေးကိုကြံကိုအကျေနပ်ကြီးကျေနပ်ရင်းရဲလိုက်ကညီဖြစ်သူထံလှမ်းပြီးလှုပ်ဆောင်ရမယ့်အချက်များကိုမက်ဆေ့ပို့လမ်းညွှန်ပေးလိုက်သည်ဒီလောက်ထိအရောက်ပို့ပေးတာတော့ဦးတိဦးကြောင့်လုံနေရင်တော့နေရင်သာပြေးဦးလိုက်မည်ဟု၍လည်းတွေးထားလိုက်သည်အကိုဖြစ်သူကအာကျိုးမှန်တက်ဆွဲပေးထားသည့်အစီအစဉ်များပျက်စီးသွားပါကသင်္ကန်းတစ်စုံနဲ့အတူစကိုင်းတောင်ကိုပုတ်ပြအောင်မည်ဟု၍လည်းတွေးထားလိုက်သည်ထို့နောက်ဆွဲလက်စပကြီးကိုရက်လိုက်၍မောင်းစီတို့သာဖုံးဆက်ဖို့ပြင်လိုက်သည်မောင်းနဲ့မတွေးရတာ3နာရီကြီးတောင်ရှိနေပြီမဟုတ်လားလေးညို့ခက်တီတီဖြင့်ဟိုတယ်ထဲဝင်လာခဲ့ပြီးမှကတ်တွေကငဆိုင်ရိတ်ထဲမှကြံခဲ့မှန်းသတိရသွားသည်ရောက်နေတဲ့ဟောကန်းကျဲထဲမှနေရမော်တီးတီးဆွဲချိတ်ထားသည့်ပကြီးကားများကိုကြည့်လိုက်ရာမျက်စီထဲတိုးဝင်လာသည့်ပကြီးကားတစ်ချက်ကြောင့်ခြေထောက်များကအလိုလိုထိုနားသို့ရောက်သွားသည်ရောက်နေတဲ့ဟောကန်းကျဲထဲမှနေရမော်တီးတီးဆွဲချိတ်ထားတဲ့ပကြီးကားများကိုကြည့်နေရာမျက်စီထဲတိုးဝင်လာသည့်ပကြီးကားတစ်ချက်ကြောင့်ခြေထောက်များကအလိုလိုထိုနားသို့ရောက်သွားသည်တေသက်လှပသောစုပ်ချက်များကအရာဝတ္ထုရဲ့ပုံစံကိုပြပြပြင်းပြင်းပုံဖော်မထားပဲကြိုက်သလိုပုံဖော်ယူလို့ရသည့်ပုံစံမျိုးကိုဆွဲထားသည်အခိုးအငွေ့များကိုပုံဖော်ထားသောပကြီးကားကိုတစ်ခါကြည့်တိုင်းပုံသဏ္ဍာန်တစ်ခုရသည်ကြည့်သူ၏ရှုထောင့်နှင့်အတူပကြီးကား၏ပုံစံကလည်းအမျိုးမျိုးပြောင်းလဲသွားသည်ထိုအငွေ့ပြန်နေသောအရာဝတ္ထုကဘာကိုရည်ရွယ်ခြင်းလဲဆိုတာကိုတော့ပကြီးဆရာမှလွဲ၍သိနိုင်လိမ့်မည်မဟုတ်လေးညို့တွေးရင်မြုံဝန်းစိမ့်လေးများကပကြီးကားကိုစိတ်ဝင်တစားစိုက်ကြည့်နေမိသည်အရင်တုန်းကအားလက်သည့်အချိန်များတွင်ပကြီးကားများနှင့်ပတ်သက်ရင်စိတ်ဝင်စားသောကြောင့်အွန်လိုင်းပေါ်မှနာမည်ကြီးပကြီးကားများကိုရှာဖွေကြည့်ဖြစ်သည်အလုံးမရှိပဲအလုံးရှုပ်သူဖြစ်သောကြောင့်ပကြီးပြာကန်းတို့အထိတစ်ခါမှသွားမကြည့်ဘူးပဲသူသဘောကျသည့်ပကြီးဆရာတယောက်ရှိသည်ပကြီးဆရာရဲ့နာမည်ရင်းကိုသူစုံစမ်းကြည့်ပေမဲ့ပကြီးကားချက်အောက်မှာထိုးထားတဲ့တီဆိုသောနာမည်အတူကောင်းနှင့်အတူT365 ဟူသော IG အကောင့်ကိုသာသိခဲ့ရသည်ထိုပကြီးဆရာ၏ပကြီးများကကြည့်လိုက်ရင်တစ်ခုခုလိုနေသလိုထင်ရပေမဲ့တေချာစစ်စစ်ဆက်ဆက်ကြည့်ပြန်တော့လဲပြည့်စုံနေပြန်သည်ပကြီးကားထဲမှတွေးဆရာများကိုပေးတတ်သည်ထို့ကြောင့်ထိုပကြီးဆရာ၏T365 ဆိုသည့် IG အကောင့်ကိုသူရှာပြီး follow လုပ်ထားက6လလောက်နေမှပကြီးကားတစ်ချက်တင်လေးရှိသောကြောင့်သူသတိထားပြီးစောင့်ကြည့်မိသည်အခုလဲရောက်နေသည့်ပတ်ဝန်းကျင်ကိုသတိမထားမိတော့ပဲပကြီးကားချက်ကိုဖြည့်ထုတ်ရင်းထိုပကြီးကားချက်ကသူသဘောကျသည့်ပကြီးဆရာ၏လက်ရာဖြစ်နေမှန်းအောင်နာကထိုးထားသည့်မထင်မရှားဆက်လုံးလေးကြောင့်သတိထားမိသွားကမျက်ဝန်းစိမ့်လေးများကလက်ခနဲဖြစ်သွားသည်ယခုလိုသူသဘောကျရသည့်ပကြီးဆရာရဲ့ပကြီးကားချက်များကိုမျက်မြင်ကိုတွေ့ဝူးခြင်းသည်ကသူ့ဆန္ဒဖြစ်သောကြောင့်လေးညို့စိတ်လှုပ်ရှားစွာမျက်တောင်မခတ်စိုက်ကြည့်နေမိသည်တကယ်ရှေ့မှထွက်သွားသောလေးနောက်မှတိတ်တဆိတ်လိုက်လာရာပကြီးကားချက်တစ်ခုရှိရရောက်စိတ်ဝင်တစားရက်ကြည့်နေသည်ကိုတွေ့လိုက်ရသဖြင့်နောက်နားမှအသာရက်၍ပကြီးကားချက်ကိုငေးမောနေသောလေးဤကြောပြင်လေးအားမျက်တောင်မခတ်ငေးမောနေမိသည်ထိုအချိန်ဖုန်းထဲဝင်လာသောကိုစီမမက်ဆေ့ကြောင့်တစ်ချက်ကြည့်လိုက်ရာတခန်းထဲအတူနေရအောင်စီစဉ်ပေးထားတယ်ဆိုသောစာကိုတွေ့လိုက်ရသောကြောင့်ညုံညိုလေးများကပြုံးရောင်တန်းသွားသည်ကိုကိုတော့သူတကယ်မနိုင်ပေလေးနဲ့ပတ်သက်ရင်တိတ်မကွာသောမတိမ်မရင်အရက်သူ့လိုပဲကိုခန္ဓာဆယ်အပိုင်းများနှင့်ယောက်ျားတစ်ယောက်
ဘောက်ဆက်ဆက်စကားများနှင့်အထက်စီးဆန်သလိုဂယုမဆိုင်သည့်အကြည့်များစသည်အရာအလုံးကနှုတ်ဝင်ပြစ်ချင်စရာပင်ချစ်ချင်းမြတ်တာနှင့်ပတ်သက်ရင်သူ့အတွေးများကရိုးရှင်းစွာရှုပ်ထွေးသည်တသက်မှာတစ်ခါတည်းသောအချစ်မျိုးဖြင့်ချစ်မည်ထိုကဲ့သို့အချစ်မျိုးဖြစ်စေသူနှင့်သက်ဆုံးနိုင်အိုမင်းသွားမည်ထိုလူကလိန်သူဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေသူချစ်ရင်သူ၏အချစ်သာဖြစ်ရမည်အခုလဲလေးကသူ့တသက်မှာတစ်ခါတည်းသောအချစ်မျိုးကိုဖြစ်ပေါ်လာစေသူမို့လေးနှစ်သာတသက်လုံးအိုမင်းသွားခြင်းသည်ကသူ့ဆန္ဒဖြစ်သည်သူ့ပန်းနိုင်ဆိုလဲမမားပေတကယ်မျက်စိရှိကခေါင်းလုံးလုံးလေးကိုကြည့်ရင်ဖြစ်ပေါ်လာသည့်ဆန္ဒများနှင့်ချစ်မြတ်နိုးမှုများကြောင့်ညုံဝန်းညိုလေးများကနူးညံ့စွာပြုံးနေမိသည်ဆိုင်းပြေဆုံးအခန်းသောကက်များကိုဆွဲရင်းလေးညိုနှင့်ဘော့စတိုနောက်အမြန်လိုက်လာရာဟော်ကန်တွေကပကြီးကားချက်ရှိအရောက်ရှေ့စင်နောက်စင်ရက်နေသောတငယ်ချင်းဖြစ်သူနှင့်ဘော့စ်ကိုကြည့်ရင်စိတ်ထဲထူးထူးခြားခြားဖြစ်သွားရသည်ပကြီးကားကိုတဲကြီးမဲကြီးကြည့်နေသောလေးညို၏ကြောပြင်အားနူးညံ့စွာစိုက်ကြည့်နေသောဘော့စ်၏မြုံဝန်းညိုများကိုမြင်တော့အကျော်တွေကနေပြီးကြက်ကြီးမွေးကြီးများပါထသွားရသည်ထိုမြုံဝန်းများကတကယ်ကိုချစ်မြတ်နိုးမှုများပျော်ဝင်နေသည့်အချစ်မြုံဝန်းများပင်ရုံးကလူတွေစီမှတီးတိုးကြားရသောစကားများအရတက္ကရီဦးညိုကပြုံးရခြင်းမရှိတဲ့မူပိုင်မြုံဝန်းတွေနဲ့တီကြည်သောသူဟူ၍ကြားရတော့လေလေးညိုကိုကြည့်သည့်မြုံဝန်းတွေတိုင်းကအကျဉ်းနာရိပ်များဖြင့်ပြည့်နှက်နေ၍သူတို့ပြောတဲ့စကားများကလုံးကျန်ဆက်ဟုတောင်သူထင်မိသည်ကိုယ်တိုင်မကြုံဘူးရင်တကယ်ကိုယုံမိမှာတော့မဟုတ်ယောက်ျားလေးတစ်ယောက်ကယောက်ျားလေးတစ်ယောက်ကိုအဲ့ဒီလိုနူးနူးညံ့ညံ့စိုက်ကြည့်နိုင်ပါမလားသူ့တသက်နှင့်တကိုထိုကဲ့သို့သောမြင်ကွင်းမျိုးကိုတခါမှမမြင်ဘူးကဲအထူးသဖြင့်သူတို့ရဲ့အလုံးရှင်ဟူသောဂုံပုတ်တွေသာဖယ်လိုက်ရင်သူတို့ထက်3နှစ်လောက်ငယ်မြင့်ပုံရသောကောင်လေးစီမှအခုလိုနူးနူးညံ့ညံ့တရုတ်တရအကြည့်ခံရတာမျိုးကိုသာလေးညို့သိပါရင်ဒေါသတကြီးဆွဲထိုးလိုက်မလားဆိုတာတွေးမိတော့တက္ကရီဦးညိုအတွက်အနှဲငယ်သနာမိသွားသလိုယောက်ျားတစ်ယောက်ကယောက်ျားတစ်ယောက်ကိုအဲ့ဒီလိုနူးနူးညံ့ညံ့စိုက်ကြည့်နိုင်ပါမလားသူ့တသက်နှင့်တကိုထိုကဲ့သို့သောမြင်ကွင်းမျိုးကိုတခါမှမမြင်ဘူးကဲအထူးသဖြင့်သူတို့ရဲ့အလုပ်ရှင်ဟူသောဂုံပုတ်တွေသာဖယ်လိုက်ရင်သူတို့ထက်3နှစ်လောက်ငယ်မြင့်ပုံရသောကောင်လေးစီမှအခုလိုနူးနူးညံ့ညံ့တရုတ်တရကြည့်နေတာမျိုးကိုသာလေးညို့သိရင်ဒေါသတကြီးဆွဲထိုးလိုက်မလားဟုတွေးမိတော့တက္ကရီဦးညိုအတွက်အနှဲငယ်သနာမိသွားသလိုတက္ကရီဦးညိုကလိန်တူမိသားစုကမို့လိန်တူအချစ်နဲ့ပတ်သက်ရင်ကိစ္စမရှိပေမဲ့သူ့ငယ်တငယ်ချင်းကြီးကစိတ်လက်တစ်စစ်နဲ့အဖြောင်ကြီးမဟုတ်လားသူ့လိုငယ်ပေါင်းတော့တသေးတင်မခံတဲ့လူမျိုးအမောင်လူကွာစာထော်လော်ကန့်လန့်ခနန်းကောင်ကတော်ယုံကန့်လန့်တာတော့မဟုတ်တက္ကရီဦးညို၏မိသားစုနှင့်ပတ်သက်ရင်နာမည်ကြီးသောကြောင့်အရင်ကတည်းကတည်တည်တလောက်တော့ငဆိုင်တည်သည်ဦးမင်းမြတ်ကလေးဟန်နှင့်ဦးပုံညက်ဦးညိုတို့အတွဲကစီးပွားရေးလောကမှာကြော်ကြားသည်တိကျပြတ်သားပြီးလူကြီးလူကောင်းဆန်ကအမျိုးသားဖြစ်သူအပေါ်အသက်ထက်ချစ်မြတ်နိုးသောဦးမင်းမြတ်ကလေးဟန်နှင့်ပတ်သက်၍ချီးမွမ်းစကားများကိုမာမီနှင့်ဒယ်ရီတို့ပြောတာကြားဘူးသည်လိန်တူတွေဖြစ်နေပေမဲ့သူတို့ရဲ့ချစ်ချင်းမြတ်တာတွေကကြီးကျယ်ခမ်းနားသည်တက္ကရီဦးညို၏အကိုပြန်ပေးဆွဲခံရသည့်အချိန်တုန်းကသူတို့လည်း4နှစ်အရွယ်လေးပဲဖြစ်သေးရာအတော်လေးကြရက်ကြီးမားခဲ့ကြောင်းမာမီတို့ပြောပြဘူးသဖြင့်မှတ်မိသေးသည်ဖះအဲ့အကောင်ကပြုံးပြီးအဲ့အကြည့်တွေကဘာတော့ငဆိုင်အနောက်နားလေးကနေရက်ကြည့်နေရင်တက္ကရီဦးညို၏မိသားစုအကြောင်းနှင့်လေးညိုဖြောင်ချောင်းကိုတွေးနေခိုင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဆွန့်အပ်သွားရင်လောလောလတ်လတ်သူတွေးထားသည့်အတွေးများအလုံးကဖောက်ခနဲပြောက်ွယ်သွားရသည်လေးညိုပကြီးကားကိုသဘောတကျကြည့်ရင်ပြုံးနေမိခိုင်းနောင်နာမှရင်းနှီးသလိုခံစားရသည့်ရိတ်တစ်ခုကြောင့်လှည့်ကြည့်လိုက်တော့သူ့အားပြုံးကြည့်နေသောနှွေးထွေးရီဝေသည့်မြုံဝန်းညိုများကြောင့်လေးညိုပါမှုမှတ်မဲ့ပြုံးလိုက်မိသည်သူ့ကိုတွေ့တိုင်းပြုံးရောင်တန်းသွားသည့်မြုံဝန်းများနှင့်နှွေးထွေးစွာကြည့်တတ်သည့်ထိုလူ၏မြုံဝန်းများကိုမြင်တိုင်းတနေရာရာတွင်မြင်မှုခဲ့သလိုခံစားရတော့လေသေချာတော့မမှတ်မိထိုမြုံဝန်းညိုများမှဆွဲငင်အားတစ်ခုရှိလောက်သည်ဟုစိုက်ကြည့်ရင်သတိလက်လွတ်တွေးနေမိခိုင်လေဟင်ကြည်လင်သောခေါ်တန်ကြားမှသတိဝင်သွားသလိုချောင်းဟန်းလိုက်ကနားအနောက်နားကိုလက်ညှိုးနဲ့ကုပ်လိုက်ရင်လူမိသွားသလိုအမြန်ကြည်လွှဲလိုက်သည်ဘလူတွေတောင်သတိလက်လွတ်သွားတာလေကိုတို့ခန်းစီသွားတော့မလားသွားမယ်လေလေးညိုကောင်းချင်းပြလိုက်ပြီးရှေ့ကနေရင်ထွက်လာလိုက်သည်ပြီးမှတက္ကရီဦးညိုပြောလိုက်သည့်စကားကိုတွေးမိသွားရာနေပါအောင်ကိုတို့ခန်းဆိုတာကငါနဲ့သူနဲ့တခန်းနဲ့တူတူနေရမှာကိုဆိုလိုတာလား fuck အခန်းတွေကဘလို့စီစဉ်တာလဲဟာတက္ကရီရှေ့မှအရင်ထွက်သွားသောနရွယ်ဖျားလေးများနေရဲနေသည်မျက်နှာရသူ၏ချစ်စရာမူရာကြောင့်နှခမ်းတောင်စုံလေးများကွေးတက်သွားကအသေးရတယ်တိုးတိုးလေးရေရွမိသွားသည်နောင်နာမှရုံးနှင့်နံကင်းကနေသလို
မတ်တမေနေသောဆိုင်းပြေဆုံးမှာတော့မျက်စိရှိကအရာများကိုမယုံနိုင်ဖြစ်နေကထွက်ခွာသွားသည့်ကြောပြင်နှစ်ခုလုံးကိုလဲပြန်လိုက်ကြည့်နေမိသည်အခုလေးညိုကနောက်မှထိရက်နေတဲ့ငါ့ကိုမမြင်ဘူးမဟုတ်သေးဘူးဘေးဘဝန်းကျင်တော်သတိမထားမိသွားတာလားအဲ့ဒီရှက်သွားတဲ့အမူအရာကရောဘာလဲ what the ကဘာကြီးကဘာတွေဖြစ်ကုန်တာလဲလေးညိုစိန်ကလေးညိုစိန်မဟုတ်တော့ဘူးငဆိုင်တယောက်တည်းရေရွရင်းခေါင်းရမ်းလိုက်ခေါင်းခါလိုက်ဖြင့်အခန်းစီငိုင်းတိုင်းတိုင်းလျှောက်သွားမိရာအခန်းကတ်မပေးရသေးတာကိုသတိထားမိ၍ boss အနောက်အမိလိုက်ပြီးအခန်းကတ်ကိုပေးလိုက်သည် boss အခန်းကတ်ကျေးဇူးဟုတ်ကဲ့ရပါတယ်ဗျသူ့အဖေကနှမလင်းနေမောင်းဖင်ချင်းသလိုခံစားရတာလားဘာလားမသိစကပုံမှန်သလားမှားသလားလည်းမသိနေရတာနည်းနည်းခက်နေသလိုရှိန်နေသလိုခံစားရတာကြောင့်ဒီတိုင်းမဲ့ကတ်ကိုပေးလိုက်ကခေါင်းညှို့နှုတ်ဆက်ပြီးအမြန်အခန်းစီတုတ်ချေတင်သွားလိုက်သည်လေးညိုစိန်ဆိုဒီမှာလဲသူ့အတွက်တော့ညီလေးတယောက်ပဲမဟုတ်လားတက္ကရာမှာတော့အနှဲငယ်ထူးဆန်းနေသောကိုဆိုင်ပြေဆုံး၏အမူအရာကြောင့်ကတ်ကိုကြည့်ရင်တငယ်ချင်းနှစ်ယောက်ခန်းခွဲနေရတာကိုမကြင်မနှက်လို့များလားဟုတွေးလိုက်မိသည်တပြိုင်နက်လောက်ကုန်ရင်ဘောနပ်ကိုပို့ပေးရမည်ဟုလည်းတွေးလိုက်မိသည်ဟမ်ဝန်ထမ်းတွေအကုန်လုံးကိုပေါ့အရှိကထွက်လာပြီးမှအခန်းကသူ့စီမှာမဟုတ်သောကြောင့်လေးညိုအခန်းရှိတက်မတက်ရက်ရင်တကားပေါက်ကိုစိုက်ကြည့်နေမိသည်စိတ်ထဲတွင်တော့တိကျင်လွန်သည့်အတွေးပေါင်းများစွာကရောက်ရက်ခတ်နေကအပြင်ပိုင်းကတော့သူမဟုတ်သည့်အလားတည်ငြိမ်နေသည်ချီဘာလို့ငါကတခန်းနဲ့တူနေရတာကိုစိတ်လှုပ်ရှားနေရတာလဲတောက်ရေးမပါလိုက်တာသူကရောကုမ္ပဏီတစ်ခုလုံးပိုင်ပြီးအခန်းလေးအောင်တက်ငှားမနေနိုင်ဘူးလားဟိုလရကရောဟိုမှာတော့ကကြတော့နေရံဘက်မှာအိမ်မာလေးပါလေးနဲ့တယောက်တည်းနေရလူနေပြီးတော့လေးညိုစိတ်လှုပ်ရှားနေသည့်စိတ်ကြောင့်မကြင်မနဲ့ရေရွရင်းခလန်းလန်းမှတင်းငိမ်စွာတလန်းချင်းလျှောက်လာနေသောတက္ကရာဦးညိုကိုမြင်တော့သူ့အကြည့်များကပိုလို့တကားပေါ်မြဲမြံသွားရသည်အဲ့ဒီမြုံဝန်းညိုတွေတဲကဘာလိုအရေးများကိုမဖတ်တရလောက်အောင်ထိသူကတုံးနေသူတယောက်တော့မဟုတ်တက္ကရာဦးညိုကလည်းကြည်ယုံကလွဲရင်သူ့အပေါ်ရည်တက်တဲ့အမူအရာမရှိပေအဲ့ဒီမြုံဝန်းညိုတွေရဲ့အကြည့်တွေကအရန်ကိုစိတ်အနှောက်ယှက်ဖြစ်ရပေမဲ့ပေါ့တို့ပေမဲ့တက္ကရာဦးညိုကိုသူယုံကြည်သည်ထို့ကြောင့်တာမန်လုံးတစ်ခုကိုတွဲလုံးနေသောပတနာနှစ်ယောက်အခန်းတစ်ခုထဲတဲမိသလိုမျိုးသဘောထားပြီးအေးဆေးနေလိုက်ုံပင်မဟုတ်လဲခရီးထွက်ရင်ငဆိုင်နဲ့အတူတူနေကြပင်ဘာအတွက်ကြောင့်သူကစိတ်လှုပ်ရှားနေရမှာလဲသူတွေးနေတော့မှပဲဘေးနားရောက်လာသည့်တက္ကရာဦးညိုကသူ့ကိုတစ်ချက်ကြည့်ပြီးအခန်းတကားကိုဖွင့်လိုက်ရာသူလည်းခက်တီတီပင်ရှေ့မှဝင်လာလိုက်သည်အေးဆေးပဲဟုတွေးနေတော့မြင်လိုက်ရသည့်မာစတာဘက်ဂရုန်းကြီးကြောင့်စွန့်အားသွားရသည်နှစ်ယောက်ရဲ့အခန်းကတယောက်တကယ်မဟုတ်ဘူးလား what the ဒါကြီးကဘာကြီးလဲတက္ကရာအခန်းတကားကိုသေချာပိတ်လိုက်ပြီးနောက်မျက်မှောင်ကျုံ၍တနေရာကိုစိုက်ကြည့်နေသောလေးကြောင့်သူလဲလိုက်ကြည့်လိုက်ရာမြင်လိုက်ရသည့်နှစ်ယောက်ရဲ့ကရင်ကြီးကြောင့်စိတ်လှုပ်ရှားမှုများ10မိနစ်ခန့်ငြိမ်သက်သွားရသည်စောနာတုံးကတတောင်တောင်ဝင်နေသောမစိတ်များအရာဘသူလက်ချက်လဲဆိုတာသိလိုက်တော့ပြုံးမိသွားရသည်ကိုကသူ့ကိုတကယ်အရောက်ဖို့စဉ်းစားထားပုံကိုနီလန်းများကအရန်ကြီးမထိရောက်ပေမဲ့ချစ်ဖို့တော့ကောင်းသည်သူ့အတွက်တော့တခန်းနဲ့အတူရှိခွင့်ရယုံနဲ့လုံလောက်နေပါပြီသို့တော်လဲလေးအဆင်ပြေသည်မပြေသည်ကပိုရေးကြီးသည်မို့လေးသူခေါ်လိုက်တော့လှည့်ကြည့်လာသည့်မြုံဝန်းစိန်လေးများကမျက်မှောင်များကိုတော့အသက်ကုန်ကျုံထားသဖြင့်တက္ကရာလက်ဖြင့်မျက်ခုံးတန်းလေးများကိုအသားအရာဖြန့်ပေးခြင်းစိတ်ပေါ်သွားသည်အမြဲလိုမျက်မှောင်ကျုံထားတတ်သောသူကပြုံးနေသည့်အချိန်ဆိုဘလောက်တောင်နှစ်လိုဝဲကောင်းသည်ကိုတော့သူ့မှာနှိုင်းပြစရာစကားလုံးတောင်မရှိပါအိယာကလေးညို့မေးရမည့်စကားများကစိုက်ကြည့်နေသောယူဝေအကြည့်များကြောင့်ရပ်တန့်သွားရသည်လေးအဆင်မပြေလို့လားလေးအဆင်မပြေရင်ကိုအခန်းတက်ယူလိုက်ပါမယ်အဲ့လိုတော့မဟုတ်ပါဘူးလေးညို့ပြသလဲပြောလိုက်ပြီးတမျိုးမထင်စေရန်အဆင်ပြေကြောင်းပြောလိုက်သည်အဆင်ပြေပါတယ်ကိုတက္ကရာဦးညိုဘယ်နေရာယူမလဲဗျယောက်ျားလေးနှစ်ယောက်တကယ်နဲ့အတူတူအိတ်တာကဘာတွေများထူးဆန်းနေလို့လဲမဟုတ်လားဘာကြောင့်သူကအဆင်မပြေဖြစ်နေရမှာလဲဟုတ်တယ်ဟုတ်အေးစေးပဲတောင်းတဲ့အဆောင်နေတော့အောင်တခန်းနဲ့9ယောက်လောက်အိတ်ခဲ့တာဆိုတော့တကယ်နဲ့2ယောက်အိတ်တာကတော့အေးစေးပဲလေလေးညိုစိန်ကမင်းမာတွေဖြစ်ပြနေတာလေလေးညိုမျက်မှောင်များကိုကြုံထားရင်မတိမသားလှုပ်ရှားနေသောစိတ်ကိုဘာမှမဖြစ်သလိုဟန်ဆောင်ရင်တက္ကရာဦးညိုစီမှစကားပြန်အလာကိုစောင့်နေလိုက်သည်သူ့ကိုမျက်ထောင်မခတ်ကြည့်ပြီးငြိမ်သက်နေသောသူကတော့အသက်မှရှိသေးရဲ့လားပင်တက္ကရာရှေ့မှမျက်မှောင်ကျုံလျက်ကြည့်နေသောလေးကိုကြည့်ရင်လေးတကယ်အဆင်ပြေရဲ့လားလေးညိုခေါင်းကိုဆက်ကနေနှိမ်ပြလိုက်သည်ကလင်းလင်းမြန်မြန်ပင်ကိုကဘယ်ဘက်ကအေးရအဆင်ပြေပါတယ်
လေးကြိုက်တဲ့ဘက်မှာအိပ်ပါအဲ့ဒါဆိုဘယ်ဘက်ချမ်းမှာအိပ်လိုက်မယ်ဗျလေးညိုပြောပြီးတာနဲ့အိတ်ကိုဂရင်ဘေးအစွန်းချလိုက်ပြီးအဝတ်တစုံကိုထုတ်ကရေချိုးခန်းထဲဝင်သွားလိုက်သည်ရေချိုးခန်းထဲဝင်သွားသူကိုမျက်စိတစုံလိုက်ကြည့်ပြီးနောက်မှတက္ကရီဖုံးကိုထုတ်လိုက်ပြီးကိုစီမမက်ဆေ့များကိုဖတ်လိုက်သည်အခန်းအခြေအနေအဆင်ပြေရဲ့လားဘလို့လဲဂရင်ကကျဲတယ်မလားရေချိုးခန်းသုံးရင်ဘတ်ရူးနဲ့ထွက်လာနော်ဖောင်းဖောင်းလေးရဲ့တောင်တင်းနေတဲ့ဗလာတွေကိုထုတ်ပြပြီးဆွဲဆောင်ရမယ်ခေါင်းလျှော်ပြီးရေဆက်လက်ကျနေတဲ့စမကြတဲ့ခန္ဓာကိုထုတ်ပြလိုက်အော်ပြီးတော့ဝိုင်လေးပါလေးမှာတော့သိတယ်မလားနည်းနည်းလေးထွေလာရင်ခန်းစားချက်တွေပါပွင့်ထွက်လာလိမ့်မယ်မထုံတတေးလုံးမနေနဲ့နော်ဖောင်းဖောင်းလေးအခွင့်အရေးရအောင်ဖွင့်ပြောလိုက်အမြန်ဆွဲစီရအောင်ရောက်ဖက်လေးနဲ့ရန်ဖြစ်ဖို့မဆောင်နိုင်တော့ဘူးအခြေအနေကိုကိုပြန်ပြောနော်အာလိုက်လာပြီးတခါတည်းကိုပေးစားကျင်လိုက်တော့တာပဲဖောင်းဖောင်းလေးမရှိတော့အိမ်ကြီးက6ကက်ကက်နဲ့ရှိရင်လဲစကားပြောဖို့များပေမဲ့အနားမှာရှိတော့အပြင်းပြေတာပေါ့မောင်နဲ့သွားအိမ်ကောင်းမလားမောင်ကဂျူတီရှိတယ်ဆိုတော့မဖြစ်သေးပါဘူးဆရာဝန်ကိုရီးစားတော်ထားရတာအဲ့ဒီတခုတော့မကောင်းဘူးနော်အမြဲအရေးပေါ်ကြုံနေရတော့တစ်တူးချိန်ကိုမရှိဘူးတော်သေးတာပေါ့မောင်ကတုံနေအောင်ချစ်လို့ဝါကိုအိတ်ချင်လာပြီကိုစီအကြောင်းပြန်အောင်နော်တက်တာဖောင်းဖောင်းလေးအာဘွားအီမိုဂျီအပြည့်စုံနဲ့အကြောင်းအရာမျိုးစုံကိုပြောပြသွားတော့ကိုကြီးချစ်စရာမူရလေးကြောင့်တက္ကရီနှခမ်းတောင်စုံလေးများခကွေးတက်သွားရသည်အမှန်တိုင်းပြောရရင်ကိုဘသူစီမှမပေးခြင်းလောက်အောင်ထိသူနှမျောသည်ကိုပျော်ရွှင်မှုကသူတို့မိသားစုအတွက်အရေးကြီးဆုံးသောအရာကိုပျော်ရွှင်မှုအလုံးကဆက်မင်းကဘာဦးခိုက်စီမှာအခြေခံသည်ဆက်မင်းကဘာဦးခိုက်နဲ့ဆိုရင်ကိုတစ်သက်လုံးပျော်ရွှင်ရွှင်နဲ့အချစ်ခံသွားရမည်ဆိုတာသိကြသောကြောင့်သူတို့စိတ်ချလက်ချလွှတ်ပေးထားခြင်းဖြစ်သည်ဆက်မင်းကဘာဦးခိုက်ကြောင့်ကိုမျက်ရည်ကျရတဲ့နေ့ကအကြောင်းပြချက်မရှိကိုပြန်သိမ်းမိနေပင်ထို့နောက်သူစီစာနှဲငယ်ပို့လိုက်သည်ဟုတ်ကဲ့အားလုံးအဆင်ပြေပါတယ်ဗျအဲကွန်းလျှော့ပြီးနွေးထွေးလေးအိပ်ပါဗျ Good night လေးညိုတွိုင်းလက်ထဲမှာတခါတည်းရေမိုးချိုးအဝတ်စားလဲပြီးထွက်လာတော့ဖုံးကိုကြည့်ကမေးချိုင်လေးများပေါ်အောင်ပြုံးနေသောသူကြောင့်ရင်ထဲတစ်မျိုးလေးဖြစ်သွားရသည်ထိုအပြုံးများကသူ့ကိုပြုံးပြနေကြအပြုံးများနှင့်မတူစားရိုက်ရင်းသဘောတကျပြုံးနေသောအမူအရာကြောင့်ဖုံးထဲကဘယ်ရာကများဘသူကများတက္ကရီဦးညိုကိုပြုံးစေတာလဲဆိုတာသိကျင်သွားသည်ကိုတော့မညာရန်ကိုဝန်ခံမိသွားသည်ထိုချိန်မှာပဲမောကြည့်လာသောမြောင်ဝန်းညိုများကြောင့်သူမရှောင်လိုက်နိုင်ပဲအကြည့်ချင်းဆုံသွားတော့ပြုံးပြလာသောသူကြောင့်လေးညိုမျက်မှောင်ကြုံပြီးပြန်ကြည့်လိုက်သည်အပြုံးတွေအရန်ပေါ်သောနေပုံပင်မြောင်ဝန်းစိမ့်လေးများကမိမိကိုမြင်သည်နှင့်ခတ်ဆူဆူကြည့်ကမျက်မှောင်ကြုံပြလာသောလေးကြောင့်တက္ကရီအသေးရလာရသည်ခေါင်းလျှော်လာပုံရသောသူကခေါင်းမော်တပတ်တစ်ထည်တင်ထားပြီးလက်တစ်ဖက်နှင့်တုံနေသောရေစက်ချိုးကဆန်စားမှစီးကျနေသည်ပါးပြင်ကိုဖျက်၍လဲတိုင်းစီးကျသွားပုံအထိသူမြင်နေရသည်သူတော့ဝိုင်းတောက်ဆရာမလိုပဲထွေလာသလိုပင်အမြဲမျက်မှောင်ကြုံထားရတာမျက်ခုံးတန်းလေးတွေမညောင်းဘူးလားဟုသူမေးကြည့်ခြင်းလာသည်သူ့ကိုမြင်တိုင်းဘာတွေအလိုမကျနေလဲဟုလဲမေးကြည့်ခြင်းမိသည်ချစ်တယ်မျက်နှိုးတယ်ဟုလဲတဖွဖွပြောခြင်းလာသည်ထို့သို့လုံးလိုက်ရင်မြုံဝန်းစိမ့်လေးကသူ့ကိုယုံမုံသွားမိမှလဲဆိုသည်ရှောင်သွားမှလဲဆိုသည်လွဲခဲ့ရသည့်3နှစ်တာကာလကလုံလောက်သည့်ထက်ပိုရှမ်းနေပြီမှုအခြေအနေများကိုပျက်စီးသွားအောင်သူမလုံးဝန်းပါသူ့မှာအချိန်တွေရှိပါသေးတယ်မဟုတ်လားထို့နောက်တက္ကရီဖုံးကိုဘေးချလိုက်ပြီးအပေါ်ဦးကိုချွတ်လိုက်ကရေချိုးကန်းစီထသွားလိုက်သည်ရီဝဝေမြုံဝန်းညိုများကနင်းနဲ့ကြည်ရင်သူ့စီထလာသည်မို့လေးညိုခေါင်းရမ်းပြီးခေါင်းကတပတ်ကိုတင်းဆုပ်ကင်ထားလိုက်မိသည်တဖြည်းဖြည်းနီးလာသောရင်အုပ်ကြဲကြဲကြောင့်အသက်ရှူရက်မလို့ဖြစ်သွားခိုင်ခေါင်းကိုပြောင်းတော့တော့လေကိုရေချိုးကန်းတော့မယ်နာကလူမတက်ပြောသွားသောကြည်လင်းရဲ့အတန်ကြောင့်လေးညိုတကယ်ကိုအသက်ရှူအောင်လိုက်မိသည်ခဏမျှကြောင်နေပြီးနောက်ပိတ်သွားသောရေချိုးကန်းကိုလှည့်ကြည့်လိုက်ပြီး fuck ဟုကိုဘာသာကိုတိတ်တဆိတ်ဆဲလိုက်မိသည်တကယ်ရေချိုးကန်းတွေကထွက်လာတော့ဂရင်ရဲ့ညာဘက်တောင်လေးမှာတစ်ဖက်ကိုအတင်းကပ်ပြီးကွေးလေးအိတ်နေသောသူကြောင့်ပြုံးလိုက်မိကဆောင်းအပားလေးကိုအသာလွှမ်းပေး၍နောက်မှဘေးတစောင်းအသာဝင်လှဲလိုက်သည်ခတ်တင်းရနေသောရှံပူရနံ့ကိုရှူရင်မချင်းမကျဲကြောပြင်လေးကိုမျက်တောင်မခတ်ကြည့်နေမိရင်ချစ်မြတ်နိုးခြင်းများစွာကရင်ထဲသို့တသိမ့်သိမ့်စီးဝင်လာသည်တစ်ဖက်ကလေးညိုစိမ့်မှလည်းနောက်ဖက်မှစိုက်ကြည့်နေသောသူကြောင့်ခြေထောက်တောင်မဆန်ရဲပဲအတင်းအိတ်ချအောင်ဆောင်ထားရင်နှထင်ဆက်များပါချွေးဆို့နေလေတော့သည်တက္ကရီဦးညိုကသူ့ကိုဘာဖြစ်စေချင်နေတာလဲတက္ကရီတစ်ခုညိုချက်များအခန်း7မနက်9:00နာရီခွဲအချိန်
မျက်ဝန်းညိုများကတဖြည်းဖြည်းချင်းပွင့်လာကနဘေးမှကိုငွေနွေ့နွေ့စီစောင်းကြည့်မိတော့မိမိဘက်လှဲ့ကလက်လေးကောင်းခုပြီးအိတ်နေသောလေးကိုတွေးလိုက်ရသည်ကျင်သားရနေသောမျက်လုံးများကမနှက်ဆိုအစောကြီးနိုးလာတတ်တာမို့ပုံမှန်အတိုင်းလေးချင်ကန်းလုံရန်တွေးမိတော့လေမျက်ဝန်းညိုများကတော့မျက်စိရှိကပုံရိပ်လေးကိုပဲမျက်တောင်မခတ်ကြည့်နေမိသည်ပုံမှန်ချိန်တွေဆိုတွန်ချိုးနေတတ်တဲ့မျက်ဝန်းများကယခုမူတဒန်းနဲ့ပြေပြေလေးဖြစ်နေပြီးမျက်တောင်တူစိတ်စိတ်လေးများကမျက်နှိုးရသည့်မျက်ဝန်းစိမ့်လေးများကိုဖုံးကွယ်ထားသည်စင်းကြနေသောနာရန်နှင့်ဘူကလန်စကားများကိုခပ်ပြပြဆိုတတ်သောခပ်ပါးပါးနှခမ်းတစ်စုံကတော့ဖိအိတ်ထားသောကြောင့်ခက်ဆူဆူလေးဖြစ်နေသည်လေးရဲ့အစိပ်ပိုင်းတစ်ခုချင်းစီတိုင်းကိုမျက်နှိုးရလွန်းသလိုပိုင်ဆိုင်ခြင်းနဲ့စိတ်တွေကလည်းတိုးလာသည်မှာထိမ့်မရဘယ်ချိန်ကစပြီးတက္ကရီဦးညိုရဲ့ပိုင်ဆိုင်လိုစိတ်ကအီးမြလောက်ထိပြင်းပြလာရသလဲမျက်စိရှိကပုံရိပ်လေးကိုအချိန်တော်ကြာသည့်အထိတက္ကရီမျက်တောင်မခတ်ငေးမောနေမိသည်မနက်6:45အချိန်အချိန်ချင်းရင်ခုန်ပြီးတော့မင်းမြတ်ဝမနက်6:45မိနစ်အချိန်ထွက်ပေါ်လာသောဖုံးအလန်းအတန်ကြောင့်ဘေးတစ်စောင်းလေးအိတ်နေသောမျက်ဝန်းစိမ့်လေး၏မျက်ခုံးများကတစ်ချက်ကျုံသွားပြီးနောက်ရှက်သွဲထားသောမျက်တောင်လေးများကတဖြည်းဖြည်းချင်းပွင့်လာပုံကိုကြည့်ရင်ဖြင်းချင်းစွာခတ်သွားသောမျက်တောင်လေးများကိုလိုက်ရည်တွယ်ရင်တက္ကရီမေးချိုင်လေးများပေါ်သည့်အထိပြုံးလိုက်ကနှစ်ကိုကြားယုံလေးပြောလိုက်သည်က Morning လေးညိုစိမ့်မှာတော့နိုးချင်းမိမိအားချစ်သူတယောက်လိုမျိုးနူးညံ့နေထွေးစွာပြုံးပြပြီးကြည်နေသော boss ဖြစ်သူတက္ကရီဦးညိုကြောင့်အိမ်မက်မက်နေတာများလားဒါမှမဟုတ်အခုထိမနိုးသေးတာလားဟုတွေးနေခိုင်းထွက်ပေါ်လာသော morning အတန်ကြီးကြီးလေးကြောင့်အိမ်မက်မဟုတ်မှန်းလက်ခံလိုက်ရသည်နိုးပြီလားလေးမဟုတ်ဘူးအိမ်မက်မက်နေတာနိုးရမြင်ရသားကြီးနဲ့နိုးနေပြီလားမေးတော့လူကဘာဖြစ်ရမှာလဲချောင်းနှောင်းနဲ့လေးညိုစိတ်ထဲကနေပြောရင်းမျက်လုံးပြူးပြီးကြည့်ပေးလိုက်သည်တက္ကရီနိုးချင်းမျက်လုံးလေးပြူးပြပြီးကြည့်နေသောမျက်နှိုးမှုလေးကြောင့်အသေးရလာရသည်အေးဝါရဲ့လားလေးညိုရောင်းတောင်းပေါင်းတောင်းဖြင့်ခေါင်းကိုညှိမ့်ပြလိုက်ပြီးမှတဖန်ခေါင်းကိုခါလိုက်ရင်းနှစ်ယောက်သား၏နီးကပ်လုံးသည့်အခြေအနေကိုထိုခါမှသတိထားမိသွားကစက်ခနဲထထိုင်လိုက်သည်ဖြည်းဖြည်းအဲ့လိုစက်ခနဲထမထိုင်ရဘူးလေခေါင်းနှုတ်လိုက်မယ်လေးညိုမှာတော့စိုးရိမ်စွာပြောနေတဲ့တက္ကရီဦးညိုရဲ့စကားများကိုကြားတစ်ချက်မကြားတစ်ချက်ဖြင့်မိမိဘာသာအတွေးလွန်နေ၏သူတော့မိုးလင်းကနီးမှသွေးလေခြောက်ချပြီးနိုးတဝက်အိမ်မက်မက်နေပုံရသည်ညကအကြောင်းအရာများကိုတေချာပြန်စဉ်းစားကြည့်ရင်မိမိရှိကနေရာမှာခုချိန်ထိထဖို့အစီအစဉ်ရှိသေးပုံမရသည့်သူကိုကြည့်ပြီးဘယ်လိုငါကတက္ကရီဦးညိုနဲ့ဒီလိုနီးနီးကပ်ဖြစ်သွားရတာလဲညတော့ကတော့တေချာပေါက်ဘေးကပ်အိတ်နေတာပါဒီဟိုတယ်ကဂရင်တွေကညတော့ကကြီးတော့ကြီးသလိုလိုနဲ့တေချာလင်းလင်းထင်းထင်းကြီးမှသေးနေသလိုပဲအဲ့ဒါကြောင့်ဘော့နဲ့ငါကသတိမမုံမိပဲအရန်ကတ်သွားပုံရတယ်ဖြစ်နိုင်တယ်လေးညိုကိုတွေးနဲ့ကိုခေါင်းကိုတစ်ဆက်ဆက်ညှိရင်မိမိရဲ့အနောက်ဘက်ကလွတ်နေသည့်လူ၃ယောက်လောက်ဝင်အိတ်လို့ရသည့်နေရာကိုတော့လှည့်ကြည့်ဖို့မေ့နေသည်ထို့ကြောင့် morning ဟုနှုတ်ဆက်ထားသောတထေးဖြစ်သူကိုမကောင်းတတ်ပါဘူးဟုစဉ်းစားမိကချောင်းတစ်ချက်ရှင်းလိုက်၍ဝိကြေတန်းကြေပြန်နှုတ်ဆက်လိုက်သည် morning boss လေးပါစားတက်လည်းမသိလို့ကော်ဖီနဲ့ပေါင်မုံကျုပ်ကျော်မှားထားတယ်ညနာတစ်ပြီးရင်စားလိုက်နော်ကိုအောက်ထပ်မှာစောင့်နေမယ်အစောကြီးနိုးပြီးထူးထူးဆန်းဆန်းကြည့်နေုံစိတ်ပူပေးုံသာမကကိုအတွက်စားစရာတွေပါမှာပေးထားသောတထေးဖြစ်သူကြောင့်လေးညိုအံ့ဩလွန်၍ကြောင်ပြီးရင်ကြောင်နေသည်တမနက်သေးရင်ကိုစကားပြန်မပြောနိုင်သည့်စွန့်အားလေးလိုခံစားလိုက်ရသည်မိမိကိုယ်ကိုတုံ့ပြန်မှုနှိမ့်တဲ့သူလားဟုပထမဆုံးအနေဖြင့်တန်တရားဝင်လာရသည်ထို့ပြင်ခုမှဟန်နီမွန်းထွက်လာသည့်လက်လက်ဆက်ဆက်ဇုံတွဲလေးလိုခရုတဆိုင်ဆက်ဆံခံနေရသည်ဟုဘာကြောင့်ထင်လာမိမှန်းမသိလေးညိုကိုအတွင်းနဲ့ကိုကြက်သီးလေးများထလာ၍ခေါင်းကိုရမ်းပြီးလက်နှစ်ဖက်ကိုပုတ်လိုက်သည်လေးကိုမှထားရည်မကြိုက်လို့လားဒါမှမဟုတ်ကိုတခြားဟာပြောင်းมาပေးရမလားချက်ချင်းဖုံးကိုကောက်ကင်၍တခြားဟာမှားဖို့ပြင်နေသောတက္ကရီဦးညိုကိုမြင်မှလေးညိုအတွေးရက်ကသတိကပ်သွားသည်ဗျာမဟုတ်ပါဘူးကြိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်စားပြီးတာနဲ့အမြန်ဆင်းလာပါမယ်မနက်စာအတွက်ကျေးဇူးတင်ပါတယ်ဘော့စ်တက္ကရီဦးညိုအလောတကြီးပြန်ပြောလာသည့်ချစ်ရသည့်သစိမ်းလေးကိုတက္ကရီနှွေးထွေးစွာပြုံးပြလိုက်ရင်ဘာစကားမှမတုံ့ပြန်မိတော့ပဲအခန်းထဲမှထွက်လာလိုက်သည်လေးကစီးရထက်ထက်ချားထားလဲကိုကနီလန်းမျိုးမျိုးနဲ့ဝင်လာမှမို့အပင်ပန်းခံပြီးသစိမ်းမဆန်ကျင်မာနဲ့လားလေးရဲ့လေးညိုစိမ့်မှာတော့တက္ကရီဦးညိုထွက်သွားသည်နှင့်စိတ်ရှုပ်စွာခေါင်းကိုဖွာလိုက်ပြီးရေချိုးကန်းထဲကိုသွားလိုက်သည်ပထမဆုံးနေစင်းရသည်နေ့ဆိုတော့ကိုကိုစောင့်နေရရင်မကောင်းပေ
ငဆိုင်တယောက်အစောကြီးနိုးနေသဖြင့်ပြင်ဆင်ရှိုးထုတ်ပြီးအောက်ထပ်တွင်အဖွဲသားတွေကိုထိုင်ဆောင်နေလိုက်သည်တော်တော်နဲ့ဆင်းမလာကြသောအဖွဲသားတွေကြောင့်ကြာတော့ပြင်းလာကဧကပေ့စ်တဲ့ဝင်မွေရင်မကျင်စင်ရဲ့ပုံလေးတွေကိုတိတ်တိတ်လေးခိုးစေနေလိုက်သည်ညတုန်းကမမကျင်စင်ရဲ့နာမည်ကိုအင်္ဂလိပ်လိုရောမြန်မာလိုရောရိုက်ရှာတော့လေလုံးဝမတွေ့သဖြင့် Facebook မသုံးလောက်ဘူးလို့တောင်သူထင်သွားရသည်ထို့ကြောင့်ကုမ္ပဏီပေ့ရှိတကူးတကလာမွေရခြင်းဖြစ်သည်အခုလိုခေတ်ကြီးထဲမှာငါမမကအင်တာနက်မသုံးတဲ့သူဆိုတော့တကယ်ကိုအေးစိတ်တည်ငြိမ်တာပဲရွှေရင်အေးလေးဆိုင်းပြေဆုံးဖုံးစခရင်ကိုကြည့်ပြီးပြုံးပြုံးကြီးရှူစားနေခိုင်းအပေါ်ထဲမှာကျဲစင်တို့အုပ်စုဆင်းလာကြသည်ပဲ့ကြတပွဲနိုဇန်တပွဲရေစိန်တပွဲမုံတီတပွဲဟဲ့တော်ပြီလားတဆုထပ်မအောင်ပါလားကျဲစင်နှင်းစပွဲတို့ကောင်လေးကမကြည့်ပဲညကွင်းများကိုမိတ်ကပ်ဖြင့်တေချာဖုံးရင်းမှားနေလိုက်သည်တော်ပြီမမအဲ့လောက်ဆိုရပြီအခုတဆုအိတ်ချင်နေတာပဲသိတယ်တဆုနှင်းကလည်းပေါင်နာဖြင့်တစ်ဖက်ဖက်ပုံရင်းပြန်ပြေးလိုက်သည်ငါရောအိတ်ချင်နေတာပဲဟိုကောင်မတွေလည်းအခုထိဆင်းမလာကြသေးဘူးညကအတော်လေးဤသွားကြပုံပဲကျဲစင်နှင်းကိုဘာများမှတ်နေကြလဲညတုန်းကဂရုထဲတွင်ပွဲကြီးကြီးရှိသဖြင့်တညာလုံးမအိပ်မနေဖိုက်ထားကြသောကျဲစင်တို့အုပ်စုကတော့တရရဖြစ်နေသောမျက်ကွင်းများကိုမိတ်ကပ်ဖြင့်တေချာဖို့ရင်မနှက်စာကိုဖြစ်သလိုမှားနေကြသည်မနှက်လင်းသည့်အထိတိုက်ပွဲကပြင်းထန်လွန်းသောကြောင့်တချို့သူများဆိုခုထိတောင်ဆင်းမလာနိုင်ကြသေးပေအဘက်ရက်ကွက်ကဇွတ်ရှိပါမတွေအရန်ဆိုးဝါးလွန်းသည်ထို့ကြောင့်ကျဲစင်နှင်းလဲအကောင့်နှင်းကအစရရရဲ့ပင်နိုင်စံမဟေသည်လေးဟူ၍ပြောင်းကအပြတ်အသက်အနိုင်ယူပစ်လိုက်သည်တညာလုံးစကနိုင်လူသည့်ပွဲမှာနောက်ဆုံးတော့ရဆိုင်တွေရောလေးဆိုင်တွေရောအကုန်လုံးပါဇက်ပေါက်ပိတ်သွားသည်ပဲမဟုတ်လားရရရဲ့မဟေသည်လေးကိုဒါမျိုးလာလို့မရပေဆိုင်ပြေဆုံးရောက်လာကြတဲ့ကမှန်မိတ်ကပ်ဘူးဖြင့်ပလာတာရိုက်သလိုတစ်ဖက်ဖက်ရိုက်နေသောမကျဲစင်တို့ကိုကြည့်ရင်မျက်လုံးတွေတောင်နာလာသလိုခံစားရသည်နောက်ထပ်တစ်ဖွဲရောက်လာသောမရှုံးတို့မမိုးတို့ဆိုသည်မှလည်းထိုနည်း၎င်းပင်လေးညိုသည်လည်းရေမိုးချိုးပြင်ဆင်ပြီးသည်နှင့်တက္ကရီဦးညိုမှာပေးထားသည့်မနက်စာများကိုပဲအာနာနာနှင့်စားကအောက်သို့ဆင်းလာလိုက်သည်အောက်ထပ်တွင်သူ့ဖွဲ့နှင့်သူအတော်များစုံနေပြီဖြစ်သည်ငဆိုင်လည်းအစောကြီးနိုးနေပုံရပြီးမန်နေဂျာအမားတို့ဘက်ကိုလက်ရယုံနဲ့ငန်းနေသည်ကိုတွေ့လိုက်ရသည်တဖြည်းဖြည်းလူဆုံရောက်လာတော့လေတငယ်ချင်းဖြစ်သူကိုမမြင်သေးသဖြင့်ငဆိုင်လေးညိုစီဖုံးခေါ်ကြည့်လိုက်ရာဖုံးကဝင်နေပြီးကင်မိသူကမရှိဒီကောင်ခုထိမနိုးသေးတာလားဟာဖုံးလည်းမကင်ဘူးသားလေးကတော့လေဒီဖေမရှိလို့တကယ်ဝင်ဖြစ်ပါဘူးကွာမင်းဖေကဒီမှာအလက်ကြီးထိုင်နေတယ်လန့်တာငါကောင်ရငါကမင်းမနိုးသေးဘူးထင်နေတာကွာအတန်လေးပါလေးပေးမှာပေါ့ကွာငဆိုင်သွားပြပြရင်လေးညိုပခုံးကိုဖက်လိုက်ရာလေးညိုခါထုတ်လိုက်ရင်လစ်ဆန်းဘေးမှာလူကောင်လိုက်ဝင်ထိုင်နေတာတော့မသိအောင်အထိမင်းမသာအငန်းလွန်နေတာငန်းတာမဟုတ်ပါဘူးကွာငါမမအကြောင်းလေးလာစီးပူးနေတာတင်ယူနေတာမှတ်သားနေတာကွာမင်းပါသေးလို့လဲငါမမနဲ့ဘာစားတယ်မိတ်ကပ်ဘဏ္ဍခါရိုက်တယ်အလှပဘလို့ဂယူးဆိုင်တယ်ဘာညာပေါ့ကွာကြာတော့လေးညိုစိတ်မရှိတော့၍နားကြီးရပိတ်ထားစမ်းမင်းငဆိုင်မကြည်မချမ်းပြောဖို့ရာပြင်ဆင်ပြီးမှပါဇက်ကိုပိတ်လိုက်ရသည်မပိတ်လို့ကလည်းမဖြစ်ဟိုးတမိုင်လောက်ကလေးကမိမိစီဦးတီလာနေသောအန်ရရဲ့ငွေသက်များကိုခန်းစားမိလိုက်သောကြောင့်ဖြစ်သည်တကယ်ကိုအန်ရရဲ့အကြီးစားကြီးပင်တကရီလေးစီကိုနူးညံ့စွာတစ်ချက်လှမ်းကြည့်လိုက်ရာလေးကမမြင်သလိုအကြည်လွှဲသွားသဖြင့်အသေးရသွားရသည်သူ့အသက်ကလေးကမနှက်စာကောင်းကောင်းစားခဲ့ရဲ့လားဘော့စ်ရောက်လာသည်နှင့်တပြိုင်နက်ကျဲစင်အဖွဲ့အားလုံးကိုဒီနေ့လှုပ်ဆောင်ရမည့်တာဝန်တွေနဲ့ပတ်သက်ပြီးပြောပြဖို့ပြင်လိုက်သည်ကဲအဖွဲ့တွေအားလုံးလဲစုံပြီးဆိုတော့ဒီနေ့ရဲ့ target ဖြစ်တဲ့ဆိုလာပြားတွေကိုလူနေထူထပ်တဲ့နေရာတွေမှာမိတ်ဆက်ပြီးတစ်ဖွဲ့ကိုအရေအတွက်50ကုန်အောင်ရောင်းချရမှာဖြစ်ပါတယ်အဖွဲ့တွေကတော့ဒီမတိုင်ခင်ကခွဲပေးထားတဲ့အဖွဲ့တွေတိုင်းဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့ထူးထူးခြားခြားပဲအမားတို့ရဲ့တထေးကိုယ်တိုင်ပါဝင်လာတာမို့တထေးကအရင်ဆုံး target ပြည့်တဲ့အဖွဲ့ကိုစုပေးတဲ့အနေနဲ့စိတ်ကြိုက်စားဘူးဖွေးလိုက်ကျွေးမှာပါရှင်ဟိုးမိုက်တဲ့ဟေးအဲ့ဆိုကျန်တဲ့အဖွဲ့တွေအတွက်ကရောတခြားအဖွဲ့မှကောင်လေးတယောက်ကထမေးလိုက်ရာကျန်တဲ့ဖွဲ့တွေအတွက်ကတော့အယိုးရင်းလေးတွေလိုက်ကောက်ကြပေါ့ရှင်ဟာတဖွဲ့လုံးသဘောတကျရဲလိုက်ကြသည်လေးညိုကတော့ဘလို့လို့ရင်အချက်50ရောင်းထွက်လောက်မလဲတွက်ချက်နေခိုင်းငဆိုင်ကအောင်နိုင်သူစတိုင်ဖြင့်သူ့အနာကတ်ခါသားလေးဒီဖေကသားလေးအတွက်ပဇွန်ကောင်းတွေခြံထားပေးမယ်ဟုတ်ပြီလားဆိုင်းပြေဆုံးပြောပြီးတာနဲ့တချို့တည်းမကျဲစင်နောက်ပြေးလိုက်သွားတော့သည်
လိန်ညိုမှာတော့ဖင်ရသွားသောဆိုင်းပြေစုံနောက်ကျောကိုကြည့်ရင်အစဲစကလုံးများကိုပြန်မြူချလိုက်ကအန်ကျိတ်လိုက်သည်ဒီမအေဘေးကတော့ထို့နောက်ရှေ့ကိုကြည့်လိုက်တော့မြုံဝန်းညိုများနှင့်သွားဆုံသည်ဒီနေ့ကတော့စိတ်ရှုပ်စရာလေးနဲ့အတူတူနေတာရှည်အောင်မဲ့နေ့တစ်နေ့ပင်ဟုတ်ကဲ့ပါအပိုင်းလေးကိုဒီမှာပဲရထားလိုက်ပါတယ်နောက်ထပ် audio တွေမှာပြန်တွေ့ကြမယ်နော်